လက်ရှိ K-pop မှာ idol တွေကနေပြီးကုမ္ပဏီတွေကိုစာချုပ်စာတမ်းကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတရားစွဲတာတွေမကြာခဏဖြစ်လာတတ်ပါတယ်။အထူးသဖြင့်ကုမ္ပဏီကြီးတွေဖြစ်တဲ့ SM, HYBE, JYP နဲ့ YG တို့ဟာ idol တွေအများကြီးကိုစီမံခန့်ခွဲရတာဖြစ်တာကြောင့်တရားရင်ဆိုင်မှုတွေကိုမလွယ်မသွေကြုံရလိမ့်ရှိပါတယ်။ဒီကုမ္ပဏီကြီးတွေထဲမှာ SM ကတော့တရားစွဲဆိုမှုအများဆုံးခံရတဲ့ကုမ္ပဏီလို့ပြောရလောက်တဲ့အထိသူမွေးထုတ်ထားတဲ့ idol တွေနဲ့တရားစွဲဆိုမှုပေါင်းမြောက်များစွာရှိခဲ့တာပါ။2000ပြည့်နှစ် K-pop အရှိန်ဟုန်ကောင်းစားပြုတဲ့အချိန်အစလို့အခုအချိန်ထိ SM မှာသူ့ရဲ့နာမည်ကြီး idol အဖွဲ့ဝင်တော်တော်များများနဲ့တရားရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မှာ SM ရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ TVXQ အဖွဲ့ဝင်3ယောက်ဟာကုမ္ပဏီဘက်ကမမျှတတဲ့ဆက်ဆံမှုတွေနဲ့73နှစ်ကြာစာချုပ်သက်တမ်းအတွက်ကုမ္ပဏီကိုတရားစွဲခဲ့ကြပါတယ်။တရားစွဲဆိုမှုမှာကုမ္ပဏီဘက်ကနေစာချုပ်သက်တမ်းမပြည့်ခင်ထွက်ရင်သုံးဆပေးရမယ်ဆိုတဲ့အချက်အပါအဝင်စာချုပ်သက်တမ်းကျန်တဲ့ကာလမှာလည်းဘယ်မှာပဲအလုပ်လုပ်သတ်မှတ်ထားတဲ့ပမာဏကိုပေးရမယ်ဆိုတဲ့အချက်ပါနေတာပါ။အဖွဲ့ဝင်3ယောက်ရဲ့တရားစွဲဆိုမှုဟာကုမ္ပဏီကိုအတော်လေးရှယ်ယာဈေးတွေကျသွားစေခဲ့ပြီးနှစ်ဖက်လုံး2012ခုနှစ်ရောက်မှာသဘောတူညီမှုရပြီးတရားရင်ဆိုင်မှုတွေပြီးသွားခဲ့တာဖြစ်ပါတယ်။တရားရင်ဆိုင်မှုတွေပြီးသွားတာဆိုပေမဲ့ TVXQ အဖွဲ့ဝင်3ယောက်ဟာ K-pop idol တွေအဖြစ်ပေါ်တင်လှုပ်ရှားခွင့်မရှိတဲ့အပြင်ဂီတရှိုးတွေရုပ်သံရှိုးတွေမှာပေါ်တင်ပါဝင်တာမျိုးကိုပါပိတ်ပင်ထားခံရပြီးမကြသေးခင်2023လောက်ကမှရုပ်သံရှိုးတွေမှာပြန်ပါလာနိုင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ် Super Junior အဖွဲ့ရဲ့တရုတ်မန်မာတယောက်ဖြစ်တဲ့ဟန်ကန်ကလည်းကုမ္ပဏီကို73နှစ်ကြာစာချုပ်သက်တမ်းကြောင့်တရားစွဲဆိုမှုလုပ်ခဲ့ပါတယ်။သူရဲ့ပြောပြချက်အရ73နှစ်ကြာစာချုပ်ကိုနုပညာရှင်ဘက်ကနေဘာမှပြင်ဆင်ခွင့်မရှိမဲ့အပြင်စာချုပ်ကိုအဆုံးသတ်ခြင်းအောင်မရတဲ့အခြေအနေတွေထည့်ထားတယ်လို့ဆိုပါတယ်။နှစ်နှစ်ကြာတရားရင်ဆိုင်မှုပြီးနောက်မှာတော့ကုမ္ပဏီဘက်ကနေဟန်ကန်ကို Super Junior ဖွဲ့ကနေထုတ်ပြီးစာချုပ်ကိုပါအဆုံးသတ်စေခဲ့ပါတယ်။ဒါပေမဲ့သူဟာလည်း K-pop idol တယောက်ဖြစ်ပေါ်တဲ့အလုပ်လုပ်လို့မရတော့ပဲအခုနောက်ပိုင်းမှာမှလူမြင်ကွင်းကိုပြန်ထွက်လာပြီးအလုပ်တွေပြန်လုပ်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Girl Generation ဖွဲ့က Jessica ဖြစ်ပါတယ်။ Jessica 2014တုန်းကညဘက်ကြီးမှာကုမ္ပဏီကသူ့ကိုအဖွဲ့ထဲကထွက်ဖို့ဖိအားပေးနေတယ်ဆိုပြီးစတင်ခဲ့တာပါ။နောက်ဆက်တွဲအနေနဲ့ကုမ္ပဏီက Jessica ကိုပိုင်စီးပွားရေးလုပ်တာကိုခွင့်မပြုချင်တာကြောင့်အဖွဲ့ကနေထွက်ပြီးတကူတော်အနေနဲ့လှုပ်ရှားဖို့ဆွေးနွေးချင်ခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ Jessica နဲ့မဆွေးနွေးရသေးခင်မှာသတင်းတွေထွက်သွားတာကြောင့်နှစ်ဖက်လုံးတရားရင်ဆိုင်တဲ့အခြေအနေထိရောက်သွားခဲ့ပြီး2015ခုနှစ်မှာမှသဘောတူညီမှုရခဲ့ကြတာပါ။သူမဟာလည်းတခြားသူတွေလိုပဲတောင်ကိုရီးယားအတွင်းမှာအမှုပညာလှုပ်ရှားမှုတွေပေါ်တင်လုပ်ခွင့်မရပဲအခုနောက်ပိုင်းမှာမှဂီတနဲ့ဆိုင်တဲ့အလုပ်တွေပြန်လုပ်ဖို့စတင်လာတာဖြစ်ပါတယ်။နောက်ထပ် SM တရားရင်ဆိုင်ခဲ့ရသူတွေကတော့ EXO အဖွဲ့ဝင်တွေပါ။ဒီကိုတော့က12ယောက်နဲ့ပွဲဥထွက်လာတဲ့ EXO ဟာလက်ရှိအချိန်မှာအဖွဲ့ဝင်6ယောက်ပဲကျန်တော့တာဖြစ်ပြီးထွက်သွားတဲ့အကုန်လုံးဒီပါကုမ္ပဏီနဲ့တရားရင်ဆိုင်ပြီးမှထွက်ခွင့်ရကြတာဖြစ်ပါတယ်။အစောဆုံးအနေနဲ့တရုတ်အဖွဲ့ဝင်တွေဖြစ်တဲ့ Chris Wu, Lu Han, Tao တို့3ယောက်လုံးဟာ SM နဲ့ကာလာကြာတရားရင်ဆိုင်ပြီးနောက်မှာစာချုပ်ကိုရပ်ဆိုင်းခွင့်ရခဲ့ကြတာပါ။စာချုပ်ရပ်ခွင့်ရခဲ့ကြပေမဲ့3ယောက်လုံးဟာတောင်ကိုရီးယားနိုင်ငံအတွင်းမှာဘာအမှုပညာလှုပ်ရှားမှုမှလုပ်လို့မရတဲ့အပြင်ကုမ္ပဏီနဲ့သက်ဆိုင်တဲ့အဖွဲ့နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုထုတ်ပြောခွင့်လည်းမရှိကြပါဘူး။သူတို့အကုန်လုံးရဲ့တရားရင်ဆိုင်မှုတွေအရဆိုရင် SM ကကုမ္ပဏီနဲ့စိတ်နှစ်ကြော်ကြတဲ့စာချုပ်တွေအပြင်အမှုပညာရှင်ဘက်ကိုငွေခွဲဝေပေးရနည်းလွန်းတာနဲ့တခြားကန့်သက်ချက်တွေအများကြီးရှိနေတယ်လို့ယူဆနိုင်ပါတယ်။လက်ရှိမှာလည်း SM ဟာ EXO ရဲ့ CPX 3ယောက်နဲ့တရားရင်ဆိုင်နေတာ2နှစ်တောင်ရှိနေပါပြီ။အပြန်အလှန်သဘောတူညီမှုမရသေးပဲ CPX ဘက်ကနေရုံးချိန်တိုင်းအမှုရှုံးနေပေမဲ့အယူခံဝင်ပြီးဆက်တရားရင်ဆိုင်နေတာဖြစ်ပါတယ်။ငွေကြေးကိစ္စတွေအမြောက်အများပါဝင်နေသလိုနှစ်ဖက်လုံးကအလျှော့ပေးမဲ့ပုံမပေါ်တာကြောင့်ဒီတရားရင်ဆိုင်မှုဟာလည်းအချိန်တွေအများကြီးကြာနေအောင်မယ်လို့ခန့်မှန်းထားကြပါတယ်။ SM မှာ idol တွေအများကြီးနဲ့တရားရင်ဆိုင်မှုတွေဖြစ်ခဲ့တဲ့ကုမ္ပဏီဖြစ်တယ်လို့သူတို့နဲ့အမှုရင်ဆိုင်ပြီးသွားတဲ့ idol တွေဟာအမှုပညာလောကမှာလှုပ်ရှားဖို့အခက်ကြုံရလေတဲ့အထိအတိုင်းဝိုင်းကျယ်ပြန့်တဲ့ကုမ္ပဏီတစ်ခုပါ။အခုချိန်ထိလည်း SM နဲ့တရားရင်ဆိုင်ထားတဲ့တရုတ် idol တွေဟာတောင်ကိုရီးယားမှာအမှုပညာလုပ်တွေလုပ်ဖို့အခက်အခဲရှိနေကြတယ်လို့ idol တော်တော်များများတရားရင်ဆိုင်ရင်တော့အနိုင်ရလိမ့်မရှိပဲနောက်ဆုံးမှာကုမ္ပဏီအလိုကျညှိနှိုင်းခြင်းနဲ့အဆုံးသတ်ရလိမ့်ရှိပါတယ်။ပရိသတ်ကြီးရော SM ကုမ္ပဏီနဲ့တရားရင်ဆိုင်ကြတဲ့ idol တွေပေါ်ဘယ်လိုထင်ကြလဲဆိုတာပြောသွားကြပါအောင်နော်။အခုလိုမျိုးတောင်ကိုရီးယားအမှုပညာသတင်းတွေသိချင်နေဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ထားနိုင်ပါတယ်ရှင်။